ဒီဘာကကောင်းဆောင်ပါမလဲဒီအခုလူငယ်ရှိဒီပါတခုလေတော့နိုင်ငံရဲလည်းမသိတခုလည်းမသိသူမှစာတန်နေကအရှိဒီအေရာကအရှိဆိုပြီးစိတ်ခနေနေလောက်ဟုတ်ဒီသူကလုံးဝလူငယ်ရှိဒီလာဖို့ရခိုင်ပြည်အတွက်ကဆိုပြီးအမြောက်ကထောက်ပံ့ပြီးနေအရှိဒီဖိုက်ပါရဲ့ရေအရှိဒီကိုလူမျိုးတော့တိုင်းစံနဲ့တူတယ်အပိတက်အညာရှိုးလိုက်စံနဲ့တူတယ်ကျွန်တော်ရခိုင်ပြည်ကိုလေတော့လုံးဝဖြည့်ဆည်းပလိုက်စံနဲ့တူပါတယ်ရေကောင်းဆောင်ကနေပြီးရဟဒီကိုရှင်ပါလေမြို့သားရဲ့တွန်းနေဆိုပြီးဒီမြို့ရှိရခိုင်လူမျိုးရှိပြီးပညာရေးဆန်းတတိကတဲလန်ဖြစ်ပြီးမြို့သားလွှဲပဲဘဝဆုံးရှုံးပြီးတဲ့အသက်ဒီဟာတတိကိုကျွန်တော်အနေနဲ့တော့ဟာအင်မတန်ဝမ်းနည်းနေပါလေဒါဖဲဆိုပြီးဒီစိတ်ကောက်စီမတော်လက်ချက်ကရခိုင်မြို့ရှိလူမျိုးတာဖို့ဒီတော့နောက်ပဲထင်မှာဖိနေကျွမ်းလာရှိပြီကိုမရခပေးနဲ့စိတ်ကောက်စီလက်ချက်မတော်တဲ့ညိပိညိချက်ကြပြီကိုကျွန်တော်အနေနဲ့တော့ဟာမကတ်တုံမရပဲလို့မှမှာလေရောတော့နဲ့ကျွန်တော်ရခိုင်မြို့ရှိလူမျိုးရိုက်တာအပါတီနဲ့ပူဝေးပဲအော်ပီလာကြပြီလို့တော့ကျွန်တော်အနေနဲ့အလွန်ဝါသာမင်းပါလေဒါပဲလို့ဆိုပြီးကျွန်တော်ဒီမှာရခိုင်မြို့ရှိလူမျိုးတည်တည်ညောအနာဂတ်အတွက်ဘဝတန်တာထင်းမှာရေရှိတိုင်တန်းလောက်ပြီးခိုင်မာမှုအခင်းနေပညာရှိတိထောင်းကားဆန်ကြီးထောင်းကားလောက်ဖို့ဒီပိုက်တာဖို့မဟေးကာလစိတ်ကောင်းကြီးလက်ရှိနဲ့ဆုံးရှုံးဘဝသိဆုံးဟာကြပြီကိုကျွန်တော်အနေနဲ့ဒီနိုင်ငံတကာအများလူကြီးကြီးဟုတ်ပါဒီကလေးတော့ဒီစိတ်ကောင်းစီကြီးမတော်လက်ရှိကောင်းဒီချက်ဒီကိုအနာဂတ်ထဲမှာမကတ်တုံမလျော့ပဲမဖိတ်စီရှာလို့ကျွန်တော်အနေနဲ့ပြောပြလို့ပါတယ်။ဒါတော့ဟုတ်ပါရဲ့အခုပဲပရိုဘီကာတွေကောင်းဆောင်ကလေးတော့ကျွန်တော်တို့ခိုင်မြဲရှိနေတဲ့ဖောင်ဒေးရှင်းကအမျိုးကြီးပြည်တင်ပါတယ်ဟုတ်ပါဟုတ်ပါ